အဲ့တော့ပိုချန်ကီကိုဒဲပဲဆင်းကြလာခဲ့အသင်းကိုလည်းတွေ့မြထားရတယ်ကမ်ဘောဒီးယားအသင်းဖြစ်တဲ့ကျွန်တော်တို့ OSGA BYMSI ဖိလစ်ပင်းအသင်းပြအာလီဂိမ်းမှာပဲကမ်ဘောဒီးယားဖိလစ်ပင်းအသင်းနှစ်သင်းကတော့ထိတ်တိုက်ပုတ်တိုက်မှုလေးရှိနေဖိလစ်ပင်းကမ်ဘောဒီးယားနှစ်သင်းအားပြိုင်မှုပါတော့ကျွန်တော်တို့ MSI စောပိုင်းအာလီဂိမ်းမှာပဲ eliminated ဖြစ်သွားမလား OSG ကမ်ဘောဒီးယားအသင်းကပဲကျွန်တော်တို့ပျောက်သွားမလားစောင့်ကြည့်ရမယ်လို့ပြောချင်ပါတယ်ဒါတော့ INF တီโอเค NH ပါလာပြီနော်ကဲဒီပွဲနှစ်သင်းနာသွားပြီလားနှစ်သင်းနာသွားပြီသူနှစ်ပွဲနာတာခေါင်းကြီးတွေသိလားကဲ NH BG ပြန်ပါပြီနော်တာကြီးတို့NH နဲ့ BG နဲ့ပြန်ပါပြီခေါင်းကြီးတွေ come on Logi QT Logi ဒါပဲ INF တွေနဲ့ကျွန်တော်တို့ကောင်းနေရောက်ဟေး okay KH ဘာကီနဲ့ပဲကျွန်တော်တို့ right time ပဲရောက်လာတယ် INF က player တွေမှောက်သွားပြီအဲ့တော့ BG NH သူတို့အနေနဲ့ဒါအစောပိုင်း rando နဲ့ကျွန်တော်တို့round 2ဖြစ်တဲ့ Iran ရဲ့ပွဲစဉ်နှစ်ပွဲကိုတော့သူတို့အနေနဲ့ဒါနားရတယ်ဒါသူတို့မှမဟုတ်ဘူးဒါအသင်းနှစ်သင်းပေါ့နော်အားလုံးပေါင်းအသင်း20ပေါ့နော်အခုဆိုရင်ဒါ1 2 3 4 5 6ခွန်8 9အဆင့်8နဲ့9နဲ့နားတယ်เนาะအဆင့်8နဲ့9နဲ့နားတယ်10 17လဲနားတယ်13 14 15နားတယ်เนาะလေးသေးနားတာဒါကြီးတွေသိလားလေးသေးနားတာပုံရင်လေးတွေ့မြထားရတယ်မြန်မာအသင်းတစ်သင်းဖြစ်တဲ့ WIOF YOLO ကာလီနဲ့ပဲဇုံနဲ့တိုးနေခဲ့တယ်လို့စင်းထဲမှာတော့ကျွန်တော်ငပိကျော်မြန်မာအသင်းနှစ်သင်းကိုတော့ထိတ်တဲ့တွေ့နေခဲ့ပြီးငပိကျော်ကာလီနဲ့ပဲတောက်လျှောက်ဖြတ်မောင်းလာခဲ့နောက်မှာတော့ KH အပေါ်ဆုံးတက်ကနေထားပစ်ဖို့ Oh my god ရက်ပူနေတယ်အော်ရကောလိုက်တာရောက်ဟေး KH ရဲ့ Amvo 6 sa surprise ပြစ်ချက်တွေအောက်မှာတော့ငပိကျော်စီဆိုင်မှာတော့ကျွန်တော်တို့မှောက်သွားခဲ့ပြီဖြစ်ပါတယ် QT Logi Super Boy KH ကဲဒါတော့ကျွန်တော်တို့ရာစညာမြို့ကြီးမှာဖြစ်ပါတယ်ရာသနာမြို့ကြီးကတော့အကြီးပဲဗျာအဲ့မြို့ကြီးကဘတ်တဆိုင်ကနည်းနည်းအာယုံနောက်တယ်โอเคအဲ့တော့တတိယထက်ကိုတော့ brain box ကနေပဲ Astro grind တလုံးတော့ပြစ်ထည့်ပေးရတယ် GG Nose Escape Mango မြည်စီးသွားရင်းနဲ့ပဲကျွန်တော်တို့နောက်ကိုတော့ပြန်တော့ fall သွားခဲ့ပြီအဲ့တော့ရာသညာနီနာတဝိုင်းမှာတော့ကျွန်တော်ထိတ်ဆုံးကနေကျွန်တော်တို့ဥဆောင်နေခဲ့တဲ့28မိနစ်ဥဆောင်နေခဲ့တဲ့ဒါကမ်ဘောဒီးယားအသင်းဖြစ်တဲ့ GG ဖိလစ်ပင်းအသင်းဖြစ်တဲ့ NGGZ ပေါ့နော်ဘတ်ဆိုင်မလို့ထင်တာဗျသူတို့ဘတ်မဆိုင်ဘူး forward ရခဝေးဘလန်တော့အိနေမီနိုရဲ့ AUG ပြစ်ချက်အောက်မှာ Brunei player တယောက်တခါတည်းပါခေါ်ကန်လိုက်ရပြီဗျအန်တော့ရခဘော်ရာ2ယောက်ဖြတ်သွားခဲ့တဲ့ Brunei player ရဲ့ကားကိုပြစ်ချဖို့တော့ကြိုးစားနေတယ်ရခအန်တို့ရဲ့ Anvo spray ချက်အောက်မှာပဲ Star Boy အပါဝါခေါ်ပြီးထားခဲ့တဲ့ Ichi key point ထပ်ပြီးတော့ရယူပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်စမိုင်းအနေနဲ့လည်း granite တစ်လုံးတော့လွတ်တင်ပေးတဲ့နောက်မှာတော့ SDBT လာမသိဘူးရောက်ရင်နာမည်ကလည်းရှီလိုက် WIOF player လေးကျွန်တော်တို့ lucky ကားလေးနဲ့ပဲကျွန်တော်တို့ location လေးစကောက်ပေးနေတယ်နီးနားတစ်ဝိုင်းမှာတော့ကျွန်တော်တို့ IG ကိုတော့တွေ့မြထားရတယ်ကမ်ဘောဒီးယားအသင်း okay မန်ရှင်ဘက်ကိုတော့ကျွန်တော်တို့ကားလေးနဲ့ပဲဝင်လာခဲ့ပြီ lucky ရော lucky ကတော့မွားပြီရော lucky ရှော့ပြီဗောOh my god ချာရှေမောက်ရလဲဆိုအဲ့ဒါပဲရောက်ရေးတစ်ဖက်ကကျွန်တော်တို့ IQ player လေး AZY Anvo ပြစ်ချက်တွေအောက်မှာ lucky ကားပေါ်နေပြုတ်ကြပြီးနော်သွားခဲ့ပြီးနောက်မှာ YOLO အဲ့တော့နော်သွားခဲ့တဲ့ငယ်ချင်း teammate player ဖြစ်တဲ့ lucky ကိုတော့ကျွန်တော်တို့ survive လုပ်ပေးနိုင်မလား Rambo ထပ်ပြီးတော့ပါကျွန်တော်တို့ spray နေတယ်ဗျ Oh my god WIOF က player တွေအနေနဲ့ကျွန်တော်တို့အလူးလဲကိုကျွန်တော်တို့ပြစ်ခံနေရတယ် Okay နော်သွားခဲ့တဲ့ player လေး lucky ကိုပြန်ပြီးကဲတင်ပေးနေခဲ့တယ်လို့ smoke လေးတွေတော့ကျွန်တော်တို့ခင်းမိထားတယ်ဟာကန်ဆယ်ဖြစ်သွားလားမသိဘူးရောက်ရင်ငါကဲနေပြီးတော့ထင်တာရောက်ရင်ရိုလိုတစ်ဖက်ကကျွန်တော်တို့ IQ player တွေတိုးလာလို့မရအောင်လို့တော့ပထမတက်ကနေပဲကျွန်တော်တို့လစ်ဘီရောက်ရင်လစ်ဘီပေါ့အေးငါပြောတယ်လစ်ဘီလို့ Oh my god player 2ယောက်လုံး granite တစ်လုံးနဲ့ပဲထပ်ပြီးတော့တစ်ဖန်ပြန်ပြီးတော့
နော်သွားခဲ့ပြီဖြစ်ပါတယ်အဲ့နောက်မှာလုံးဝအချိန်မဆွဲတော့ဘူး AZY IQ player တဲ့ပဲမြန်မာ player ရှိနေခဲ့တဲ့ဘက်ကိုတော့ post လာခဲ့ပြီးဇင်းကိုတော့အပါခေါ်ပေးထားတယ်ဗျAZY key point ကတော့2မှတ်PRGC က PMC ကဘာကြီးလဲရေဘူးချင်းဝိုင်လာဖေးစစ်တယ်ဟုတ်ပါတယ်စေကလောက်အရှော်လေးပြထားနေမယ်ကျွန်တော် player တယောက်နော်ပေးထားတယ် smile GOE player ကထပ်ပြီးတော့နော်ပေးထားခဲ့ပြန်ပြီသူရတော့တော့ဂျိုးနေဟာdamage တွေဝင်လာတယ်ဗျဘဲရလဲဟာရောက်ရင်ကမ်မိုရီနီးနားမှာရှိနေခဲ့တဲ့ IQ player ရဲ့ position လဲသူမြင်ထားတယ်ဗျဟာကောင်းလိုက်တာရောက်ရင်နဒီနော်ဝါခဲ့နောက်တဲ့ player ပါထပ်ပြီးတော့နော်သွားခဲ့ပြီအဲ့တော့ IQ master နဒီရောက်ရင်အဲ့တော့ YG key message တက်လိုက်တာရောက်ရင်ကြောက်ပြီလို့ okay ကာပါတော့ရှိနေတယ်ဗျရိုကြီးသူနော်လာတဲ့ player လေးတွေကိုတော့ဒါအပါခေါ်ပြီးတော့ကြိုးစားတယ်ဗျ KH key message ထပ်ပြီးတော့တက်လာခဲ့တယ် K1 player လေး second 1 second နဲ့ရောက်ရေး K1G K1G1 oh sorry K1G 1 second okay ရောက်ပြီကြောက်ပြီလို့နာမည်ကြီးကလကွာ1 second နဲ့တော့နာမည်တော့လာစင်နေသေးတယ် ADS8 Brunei အသင်း player လေးနေလီကတော့ကျွန်တော်တို့ပြစ်တင်ပေးထားတယ် KH Loki NH player ပေါ့နော်မြန်မာအသင်းဖြစ်တဲ့ NH တွေစင်းမှာတော့ပေါ်လာခဲ့ပြီအသင်းကလက်ရှိအချိန်ကြီး17သင်းတော့ကြံသေးတယ်ကဲ KH Astraki နဲ့ပဲကောဆိုရဲ့ player လေးအပါခေါ်ပြီးထားတယ်ရောက်စေးမှာနော် okay ခုမှပဲပြတော့တယ်ကွာနော် Loki ရှေ့သွားနေတိုးဝင်ဖို့ကြိုးစားနေခဲ့တစ်ဖက်က player လေးကျွန်တော်တို့ Newsy ရောက်မင်းတို့ကောင်နာမည်တွေကပေးစရာရှားတာလားကွာဘာနာမည်လဲရောက်ရင်ကျမတို့ဒီမှာလဲ Newsy တဲ့ခုနကလဲ1 second နဲ့ရောက်ရင်ကြောက်ပြီစင်ပြေတယ်နော်ကမ်မောရီးယား player ရေနော် okay thank you ပါဘူးလည်းမသိဘူးရန် okay စမိုင်းဖြည်းဖြည်းချင်းတော့တိုးသွားခဲ့ပြီ Romeo Boy အနေနဲ့အဝေးကနေပဲဒါလှမ်းတော့ကြည့်ပေးနေတယ်ရပြစ်ခါရရောက်ရေး Moon Boy Brunei player Moon Boy separate အောက်မှာ damage လေးတော်တော်လေးဝင်သွားခဲ့ပြီးတွေးလို့နေခဲ့တဲ့စမိုင်းနော်သွားခဲ့တယ် Roy ပြန်ပြီး response ပြန်လာဖို့တော့စူးစမ်းနေတယ်အဲ့တော့စမိုင်းနော်နေခဲ့ကောင်းလိုက်တာကွာ Romeo Boy ရဲ့ကျွန်တော်တို့ position ယူထားချက်လေးကတော့တော်တော်လေးကိုကောင်းနေခဲ့လို့ပြောချင်ပါတယ်ဗျသူ့ရဲ့ဒီ location လေးကတော်တော်လေး fine နေတယ်အဲ့တော့နော်နေခဲ့တဲ့စမိုင်းကိုတော့ Mana Boyပြေးကင်မလားဆိုတာကတော့စောင့်ကြည့်ရ HYRA Capo no escape က position တော့မြင်ထား require တော်တော်လေးညင်နေဗျ escape လုံးဝပဲကားနောက်မှာပဲကျွန်တော်တို့ prone တိုင်းနဲ့ပဲ bandage လေးတော့ပတ်နေခဲ့ပြီ Romeo Boy AUG ခေါင်းထဲကိုကြည်တောင်းနဲ့ထည့်ပေးကြတယ်အောက်မှာ Capo ထပ်ပြီးတော့နော်သွားခဲ့သလိုစမိုင်း NH က player တွေရှိတဲ့ဘက်ကိုတော့ဓာတ်ထဲပဲကျွန်တော်တို့ကားနဲ့ push သွားခဲ့နောက်မှာတော့စမိုင်းနေနဲ့ grenade တစ်လုံးပစ်တင်ပြီးတော့ကြိုးစားနေခဲ့တစ်ဖက်ကလည်း nade တွေကင်လာခဲ့နောက်မှာတော့ grenade တစ်လုံးကြာသွားခဲ့နောက်မှာ oh my god Loki ရဲ့ nade ကြီးဝင်လာခဲ့နောက်မှာစမိုင်းနော်သွားခဲ့သလို Loki နောက်တဲ့ player တယောက်ဖြစ်တဲ့ Mana ကိုမှထပ်ပြီးတော့ hot shot တွေပြစ်ချထားနေပဲ okay Roy တယောက်ပဲကြံတယ်အဲ့တော့ YG player အနေနဲ့ဘာဆက်လုံးမှာလဲ oh my god Loki ဒီဘက်ထဲမှာလုံးဝ player 2ယောက်လုံးဇက်တိုက်လှုပ်သွားတာဗျာနော်စမိုင်းကို grenade နဲ့နော့တယ်နောက်ကနေရှိနေခဲ့တဲ့ Mana ကိုပါထပ်ပြီးတော့ iPhone နဲ့လှမ်းပြီး spray တယ်ဗျာ okay အဲ့တော့ Loki ကားလေးနဲ့ပဲဖြည်းဖြည်းချင်းတော့တိုးလာပြီစမိုင်းကိုတော့ပေးလိုက်ရပြီဗျာကြန့်ရှိနေခဲ့တဲ့ Mana 4ကိုတော့ Roy စမုတ်ကြားထဲမှာပဲကဲတင်ပေးနေခဲ့တဲ့ Mana Boy ဆက်စီသွေးလေးနဲ့ပဲ position ပြောင်းတိုင်းနဲ့ပဲပြန်ပြီးတော့ first aid ထိုးနေခဲ့ပြီ Loki စမုတ်ထဲကိုပဲတောက်လျှောက်နှိပ်တွေပြစ်ထက်ပေးနေတယ်ဗျာ Philippines ကမ်ဘောဒီးယားမြန်မာ2သင်းဆိုပြီးကျွန်တော်4သင်းပဲကြန့်ရှိနေတော့ဖြစ်ပါတယ်ပွဲတန်ဖိုးကတဖြည်းဖြည်းကျွန်တော်တို့မြင်လာခဲ့သလို round 3ကျွန်တော်တို့ပြီးဆုံးမှုကလည်းဒါတော်တော်လေးကိုနီးစပ်လာပြီးRomeo Boy မာနက်သူတို့ဒီဂုံးလေးပေါ်မှာပဲ position လေးတေချာယူရတယ်အဲ့တော့ Loki အနေနဲ့ရှေ့ဆက်တိုးဖို့
တိုးမယ်လို့တော့မထင်ဘူးရှေ့ဆက်တိုးရင်သူ့အနေနဲ့ပြစ်ဖို့ခတ်တယ်ဘာလို့လဲ YG ရှိနေတာ high ground လေးဂုံးမြေပေါ်မှာသူ့အနေနဲ့တိုးဖို့ခတ်တယ်ဗျတကယ်လို့သာ Loki အနေနဲ့ရှေ့ကိုသွားပြီးတိုးလိုက်မယ်ဆိုရင်တစ်ဖက်က YG player တွေကဒါ Loki ရဲ့ vision ကိုသူတို့ကအရင်မြင်ရမှာဗျဂုံးမြေပေါ်ရောက်နေလို့ပေါ့နော်ဒါကိုကောင်းကောင်းနားလဲ Loki အနေနဲ့သူရှေ့တော့ဆက်တော့မတိုးဘူးဒါတော့ GG Davan မာနတ်ကောင်းနေရောက်ရင်ဘယ်ကောင်တွေပြက်ကောက်သွားအော် okay K-boy တမတ်တော့ရတယ်ဗျ9မှတ်မစိုးပါဘူးမွေးနေ့လက်ဆောင်လေးလောက်ပါမွေးနေ့လက်ဆောင်လေးဟိုတောင်းသားတွေတော့မကျွေးနဲ့တော့ကမ်မော်ရီးယားတင်းတော့ချစ်ကမ်းမပေးလိုက်နဲ့ကွာဟိုကောင်တွေ3ကောင်တော့ကြံနေဗျအာရ position မြင်သွားရိုကြီးမြင်နေရိုကြီးမြင်သွားပြီဘာလို့လဲဆိုတော့ KK ဇက်မတ်တက်လေးခဏထားလိုက်တယ်အေးကျွန်တော်ပြောတယ်နော်ကျွန်တော်ပြောတယ်ရိုမီယိုဘွိုင်းမြင်သွားပြီလို့ကျွန်တော်ပြောလို့မဆုံးသေးဘူး KK ဇက်11ပြစ်ကန်လိုက်ရပြီ Loki ရဲ့ position ကိုထပ်ပြီးအတိအကျသိနေခဲ့နောက်မှာ Romeo ဘွိုင်းကောင်းမို့တီးကြနေကြီးဝင်သွားခဲ့နောက်မှာတော့ဖြတ်ကန်လိုက်ရပြီဒီခွေကိုစောင်းဆိုင်နေခဲ့တဲ့တစ်ဖက်ကကမ်ဘောဒီးယား player အနေနဲ့ချက်ချင်းပဲ battle ကိုလာပြီးတော့ join နေခဲ့တဲ့နောက်မှာတော့ Romeo ဘွိုင်းခံပြဖို့တော့ကြိုးစားနေကြပါချက်ပတ်ပြီးတော့ပြဖို့ကြိုးစားနေ Astro နော်ပေးလိုက်တယ်လို့နောက်တဲ့ player တွေကသူ့ရဲ့တော်တော်လေးကိုင်းနေခဲ့တဲ့နောက်မှာတော့ Man Boy one hit ပဲကြီးလေ one hit okay NASA အားလုံးမြင်တွေ့ရအတိုင်းပဲ round 3 Iran ကပွဲသေးမှာတော့ win ချေခဲ့တင်တာနဲ့အတူ birthday present လေးပေးဝေါ်ခဲ့တဲ့အသင်းကတော့ကျွန်တော်တို့ရဲ့ဒါမြန်မာအသင်းတစ်သင်းဖြစ်တဲ့ Yangon Gladigo YG ဖြစ်နေခဲ့တာဖြစ်ပါတယ်နော်